အဲကြောင့်အာနိမေတာပစ္စုပ္ပထာနာဘုံသာနာအရေးနမိတ်ကျင်းသောအားဖြင့်ယောဂီပုဂ္ဂိုလ်ဉာဏ်နဲ့သိကျုထင်ယောဂီပုဂ္ဂိုလ်ဆိုတာလည်းပဲအရိယာမေဖို့ရောက်ပြီးတဲ့ပုဂ္ဂိုလ်မှပြီးမှမရောက်သေးတဲ့ပုဂ္ဂိုလ်ကတော့မှားစားပြီးတွေးယူရမှာပေါ့လေရောက်ပြီးတဲ့ပုဂ္ဂိုလ်ကတော့မိမိရောက်ခဲ့တဲ့နိဗ္ဗာန်ပြန်စဉ်းစားလိုက်တဲ့အခါအဲ့ဒီတည်းရတယ်အထူးအားဖြင့်တော့ဖလားသမဘောဝင်စားတယ်ပေါ့သောတာပန်ဖြစ်စေသရဂါအနာဂါယဟနာဖြစ်စေမိမိရပြီးတော့အရိယာဖို့ကိုဝင်စားတယ်ဝိပဿနာရှုအရိယာဖို့ဝင်စားတယ်ဆိုတာလည်းပဲဝိပဿနာရှုရတာပါပဲဝိပဿနာရှုလိုက်တော့ဖြစ်တဲ့သောတွေကျွင်းတဲ့ခါလဲမိမိရောက်နေကြနေကြပြန်ရောက်သွားဖြစ်တဲ့ယုံနာနဲ့လုံးဝစိတ်သုံးငြိမ့်နေတဲ့နေရာပြန်ရောက်သွားအဲဒါဗလာသမဘာမှာမိမိနိုင်နေလို့ရှိရင်အချင်းကြော်ကြီးလည်းရပါတယ်ဒီမှာတဏှာကြီးလည်းတည်နိုင်တယ်2နာရီလည်းတည်နိုင်တယ်3နာရီလည်းတည်နိုင်တယ်5 6နာရီလည်းတည်နိုင်တယ်ဒီနေ့လုံးလည်းတည်နိုင်တယ်ပုဒ်တစ်ခုမှာချင်းမြတ်စွာဘုရားဟောတာ9ရက်ပါလုံးလည်းတည်နိုင်တယ်ဆိုတာကိုရောဓသမဘာကလည်း9ရက်တည်နိုင်တယ်ဖလားသမဘာကလည်းဒီလိုပဲ9ရက်ဒါတော့ဘုရားမှတည်နိုင်မှာပြင်းပုဂ္ဂိုလ်ကတော့9ရက်တည်နိုင်နေဘူးကွာဘုရားကိုယ်နဲ့စပ်ပြီးတော့ဒိဋ္ဌိတွေနဲ့စပ်ပြီးတော့ဟောပါတယ်ဒိဋ္ဌိတွေနဲ့စပ်ပြီးတော့ဒိဋ္ဌိတွေကဗိမိတာရမင်းကြီးကိုဥပမာပြုပြီးတော့ဗိမိတာရမင်းကြီးကသမထချမ်းသာတယ်ဆိုတဲ့အနေမျိုးနဲ့အဲတော့ချမ်းသာအရင်ခံပြီးတော့အားထုတ်မှချမ်းသာတွေရတဲ့အကြောင်းနဲ့အဲဒါနဲ့စပ်ပြီးတော့ဒိဋ္ဌိတွေကပြောတော့အဲမြတ်စွာဘုရားအဲဒါမှားတာပဲဒါမှားတယ်ဗိမိတာရမင်းကြီးချမ်းသာတယ်ဆိုတာတဲ့ဘယ်လောက်ချမ်းသာတယ်လဲတဲ့ဗိမိတာရမင်းကြီးဟာ9ရက်လုံးကိုယ်သိရဲ့စိတ်သိရဲ့မဖြစ်ဘဲနဲ့သူနေနိုင်မှာမလားတဲ့ချမ်းသာကြီးတယ်ချမ်းသာတယ်ချမ်းသာပြီးအဆက်မပြတ်လုံးလို့ရပါမလားတဲ့မရဘူးတဲ့ဒုစရကတော့9ရက်လုံးဘယ်ရနိုင်မှာတော့ဒုစရနေ့တိုင်း6ရက်ကောရပါမလားမရဘူး9ရက်ကော4ရက်3ရက်2ရက်1ရက်ရပါမလားမရဘူးဒါရင်1ရက်တစ်နေ့သုံးဖို့တညရပါမလားဒီလိုလည်းမရဘူးနေ့ရက်တစ်ဝက်သုံးဖို့တော့ရပါမလားဒီလိုလည်းမရဘူးတဏှာကြီးကိုရပါဒီလိုလည်းမရဘူးအမှားအားဖြင့်ဆိုလို့ရှိရင်ဒီဓမ္မနည်းလောက်ကိုရဖို့ရမရှိပါဘူးကာမချမ်းသာတွေဆိုတာကအပြတ်ပြတ်တယ်အဲလိုတော့မြင်နေဆိုရင်မြင်နေဆိုလို့ရှိရင်ဝိသိစိတ်အားလုံးမှာစိတ်တက္ကနာပေါင်း39ချက်ရှိစိတ်တက္ကနာပေါင်း39ချက်ရှိအဲ့ဒါအများဆုံးပဲအဲ့ဒါ39ချက်ကလည်းပဲရှိကအတ္တိတဘဝင်ဘုံသလဘုံဥပ္ပစ္စေရဆိုဘဝင်3ခုပါနေတယ်ဒီ3ခုနှုတ်လိုက်လို့ရှိရင်အလုံးစိတ်14ချိန်ပဲရှိတယ်ဒီအသင်းအာယုံအောင်ပြုပြီးတော့ကောင်းစားချမ်းသာနိုင်တဲ့စိတ်က14ခုပဲရှိတယ်ဒါလေးကဘာမှမကြဘူး10မိနစ်ပဲကြာလိုက်မှတော့မိနစ်ရဲ့7ပုံတပုံလည်းမကြည့်ဘူးအကုန်တရားတပုံလည်းမကြည့်ဘူးအဲ့ဒါမြင်လာတဲ့တခုအမြင်ကောင်းတဲ့တခုမြင်ပြီးတော့ကောင်းသွားပါတယ်ဆိုတာပြရတယ်တခဏလေးပဲပြီးတော့နောက်တစ်ခါလည်းမြင်မှာပေါ့နောက်တစ်ခါလည်းမြင်နေသဘာဝကမြင်နေတာကိုအဲ့ဒါကိုအများအားမြင်နေတယ်လို့သိကသင်ရတာပေါ့အများအားမြင်နေတယ်အများအားကြားနေတယ်အများအားချမ်းသာနေတယ်လို့သိကသင်နေရမှန်အားဖြင့်တော့သူကအပြတ်ပြက်ကလေးဒီထဲမှာအကြောင်းမညွှန်လို့ရှိရင်သိညစ်စရာလေးတစ်ခုပေါ်လာဘုံနဲ့သိညစ်တာပဲဘုံနဲ့သိသိရဖြစ်တာဘယင်မင်းများကြီးဖြစ်ပေမဲ့လည်းပဲသူ့မှာစိတ်သောကဖြစ်စရာတွေရှိမှာပေါ့ဘယင်ကြီးရင်စပြီးတော့စိတ်သောကဖြစ်စရာလူတယောက်ကလာပြောချက်ချင်းတခါတည်းစိတ်ချမ်းသာဖြစ်မှာပေါ့လို့ပြီးတော့သူမိဖုရားတွေဘာတွေလဲရှိသေးတာပဲအဲဒီမိဖုရားတွေဘာတွေနဲ့စပြီးတော့လဲစိတ်ချမ်းသာစရာလေးတစ်ခုကြားလို့ရှိရင်ဘုံနဲ့စိတ်ချမ်းသာဖြစ်မယ်သားတော်သမီးတော်နဲ့စပြီးတော့လည်းဖြစ်မယ်ဟုတ်လားဝိဇိမာကြီးတွေနဲ့စပြီးတော့လည်းဖြစ်မယ်တိုင်းပြည်သားတွေနဲ့စပြီးတော့လည်းဖြစ်မယ်စိတ်ဆင်းရဲတာလေးတစ်ခုကြားလိုက်ရုံနဲ့ဆိုဖြစ်မယ်မြင်လိုက်ရင်လည်းဖြစ်မယ်စိတ်ကူးလေး
ညာမပြောလို့မကြားနိုင်ဘူးနဲ့ပုဂ္ဂိုလ်တွေကစိတ်ကူးမိလို့ရှိရင်လည်းပဲစိတ်ချမ်းသာမှုဝင်ပြီးဖြစ်နိုင်တယ်အဲဒီတော့တခဏလေးတအောင်လေးကိုပဲအမြဲတမ်းချမ်းသာကြီးတဲ့ပြောင်းစားမတတ်နိုင်ပါဘူးအဲဒီတော့မြတ်စွာဘုရားကငါဘုရားကြီးသာသနာမှာဆိုလို့ရှိရင်နဲ့ဘုရားကြီးသာသနာမှာသုံးမဩဝါဒကြီးလို့ဆိုလို့အားထုတ်ပြီးတော့တရားပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေအဲဒီပုဂ္ဂိုလ်တွေဟာနာယီပိုင်းနဲ့ပေါ့ဟုတ်လားအခုတော့နာယီပိုင်းနဲ့ပြောမှပြင်မယ်အချိန်ပိုင်းနဲ့ဆိုတော့တူတူပြောကြပါဦးအချိန်ပိုင်းနဲ့ဆိုလို့ချင်းမနေ့ပိုင်းတစ်မနေ့လုံးနေ့လယ်ပိုင်းတစ်နေ့လုံးညနေပိုင်းတစ်ညနေလုံးညဦးရံပိုင်းသကောင်ရံပိုင်းရင်းအားကြီးရံပိုင်းအဲဒီတော့ဒီနေ့6ပုံပုံပြီးတော့တစ်ပုံဖြစ်စေ2ပုံဖြစ်စေ3ပုံဖြစ်စေသတ္တမအထက်ချမ်းသာပြီးတော့နေနိုင်တယ်လို့ဒီနေ့လုံးနဲ့ချမ်းသာနေနိုင်တယ်ညလုံးနဲ့ချမ်းသာနေနိုင်တယ်အပြတ်မရှိဘူးသာခုနလိုဟိုမြင်တာလေးတစ်ခုဆုံးသွားပြီးနောက်တစ်ခါမြင်ပြီးတော့မဟုတ်ဘူးဒီနိဗ္ဗာန်အာယုံရောက်ပြီးတော့သရသမပတ်နဲ့အများအားချမ်းသာနေတာကိုပြောတယ်သတ္တမတိကြားထဲမှာအပြတ်မရှိဘူးတဏှာဤလုံးလုံးသရသမပတ်ရောက်ပြီးတော့တဏှာဤလုံးလုံးမဲ့ဒီတွင်းမှာမြင်ကြရရှိလို့လည်းမမြင်ဘူးကြားကြရရှိလို့လည်းမကြားဘူးသူများတွေဘာပဲဖြစ်နေနေသူဘာမှမဖြစ်ဘူးလို့ဆိုတာဘာမှမဖြစ်ဘူးဆိုတော့တဏှာဤလုံးလုံးသူနိဗ္ဗာန်အာယုံနဲ့ငြိမ်းတဲ့အာယုံထဲမှာဒီကလေးရောက်ပြီးအေးနေတာပဲငြိမ်းနေတာပဲသူကနနာဤလုံးလုံးသမာဘရောက်နေတဲ့ပုဂ္ဂိုလ်တဏှာဤလုံးလုံးပြီးနေတာကြားတဲ့အပြတ်မရှိဘူး3နာရီ4နာရီ5နာရီတစ်နေ့လုံးတစ်ညလုံးနေရောနေလုံးတော့ညလုံးတော့ဒီလိုပြီးနိုင်တာကိုအဲ့ဒါတရက်တာမဟုတ်ဘူးတဲ့2ရက်လည်းပြီးနိုင်တယ်3ရက်4ရက်5ရက်6ရက်9ရက်ကျော်ပြီးနိုင်တယ်ဆိုပြီးမြတ်စွာဘုရားဟောတာကိုသမားတယ်အဲ့ဒါကြောင့်ဒိဋ္ဌိတာရမင်းကြီးတော့မချမ်းသာဘူးထင်တာမှားတယ်တဲ့အများကြီးကိုမှားတယ်ဆိုပြီးတော့မြတ်စွာဘုရားတစ်သုတ်မှာဟောထားပါတယ်အဲဒါကြောင့်အခုတရားရုံးနဲ့ရာထူးရတဲ့ပုဂ္ဂိုလ်တွေမဲ့ဖို့ရောက်ပြီးသားပုဂ္ဂိုလ်တွေမိမိဖလားသမဘဝင်စားလို့နိဗ္ဗာန်အယုံရောက်ပြီးတော့နိဗ္ဗာန်အယုံလေးမှာစိတ်ကလေးငြိမ်သက်ပြီးတည်နေတယ်လို့ရှိရင်အဲဒါသနာကြီးလည်းတည်နိုင်ပါတယ်ဒီလိုတော့လည်းနိုင်ကြောင်မရဘူးသမာဓိအားနည်းတော့ကိုဒီမိနစ်ပိုင်းလောက်ရတဲ့ပုဂ္ဂိုလ်တွေရှိတာပေါ့လေဒါကသူအားနေနေတာပေါ့အားများတဲ့ပုဂ္ဂိုလ်တွေတနာရီ2နာရီ3နာရီ4နာရီစသည်ရပါတယ်ဒီနေ့လုံးညလုံးနဲ့သူကရနိုင်ပါတယ်အဲဒီလိုရောက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကပြန်ပြီးစဉ်းစားကြည့်အဲ့ဒီအချိန်တော့ငါဘယ်စိညာဘယ်ရောက်နေပါလဲလို့ပြန်စဉ်းစားကြည့်ဘာတွေတွေ့နေလဲစဉ်းစားကြည့်ဘာမှပုံသဏ္ဍာန်ထဲရနဲ့မပေါ်လာဘူးယုံနာသင်္ခါရချုပ်ငိမ့်နေတဲ့သဘောပဲရှိတာပဲအဲဒီစတုန်းကအဲ့ဒီမြောက်ခင်ကဆိုလို့ချင်းပြလိုက်ပေါ်လိုက်ကြောက်လိုက်အဲ့ဒါလေးတွေကိုသိနေရတယ်အဲယုံနာသင်္ခါရငြိမ်းရပြုတ်ကနေရောက်သွားပြီးကစပြီးတော့တခါတည်းဘာမှမပေါ်ဘူးသင်္ခါရငြိမ်းနေတဲ့သဘောပဲသူသင်ကြားတယ်ဒါကြောင့်အာနိမိတာပိစုပဋ္ဌာနံသုံးသနာအထေရယနမိတ်ကိစိတ်သောအားဖြင့်ယောဂီပုဂ္ဂိုလ်၏ဉာဏ်၌သိကျူထင်တတ်